အားလုံးပဲမင်္ဂလာပါရှင်နေစတိုရီယန်ကြိုဆိုလိုက်ပါရစေဒီနေ့ဘယ်တော့မှလဲဆိုတော့ဆိုင်ဖွင့်တာတက်တန်း90ကျော်ရှိဖြစ်တယ်တင်းဆန်းဆိုင်မှာမနက်စာသွားစားကြည့်မှာဖြစ်ပါတယ်ဒီဆိုင်ကတော့အိုးတောင်းထဲမှာပဲပြီးလို့ရှိရင်မက်ခါကန်နဲ့လည်းနီးနီးလေးပဲ9မိနစ်10မိနစ်လောက်ပဲလမ်းလျှောက်ရတယ်ပြောတယ်မနက်9ခွဲကနေပြီးတော့9နာရီလောက်ထိကိုဖွင့်တယ်နေ့တိုင်းဖွင့်တာအဲ့ဒါဒီဆိုင်မှာဒင်းဆန်အပေါင်းနေမှာပဲဆိုရင်အဲ့ဒီမှာအပေါင်းကောင်တော့မားတာပေါ့နော်သူတို့ဒီမှာအခုဒီမှာချပေးရ display လုပ်ထားတယ်အဲ့ဒါကိုရွေးပြီးတော့မှသူကပေါင်းပေးရအဲ့ဒါ10မိနစ်15မိနစ်လောက်ကြာတယ်အဲ့ဒါလက်ဆက်ဆက်ပူပူလေးစားတယ်အဲ့ဒါဒါကြီးကအဲ့ဒါတစ်ပေါင်းကို29ပါပဲစောင်းတန်တယ်ဒီမှာအကျော်တော့သိမရအောင်၃မျိုးပဲရရပါတော့ဒီပဇွန်ရယ်ဖတ်ထုတ်ရယ်ကော်ပြန်ရယ်ပဲရတယ်စားတော့မှာဆိုလို့ရှိရင်ပဇွန်နဲ့ဖတ်ထုတ်ပေါ့နော်ဒင်းဆန်းလိုပဲဆိုမှာမှကြော်ပေးတာပြီးတော့ဈေးဆိုလည်းတပွဲကို80ပဲကြာတယ်ဒင်းဆန်းကတော့တိုက်တာက29ဘတ်ပဲshrimp base အပေါင်းနေများတယ်ကွာအဲ့ review ထဲမှာလည်းအဲ့ဒီဟာတွေများတယ်စားလို့ကောင်းတယ်ဆိုပြောတာဖြစ်တယ်နောက်ပြီးတော့ဒီက1နိုင်လည်းတော်တော် review ကောင်းတယ် newbie in တာပဲဆိုပြီးတော့ပေါ့နော် review ပေးထားအဲ့တော့ဒီရောက်ရင်စားကြည့်ကျွန်တော်စားကြည့်ကြတယ်တော်လေးကောင်းတယ်ဒီမှာကသူကဆက်လက်ရွက်တွေကြက်သွန်ဖြူကြော်တွေအချင်းရီတော့ free show ပေးထားတယ်ဒါပေမဲ့တခုကရေရတော့ဝဲတောက်ပါတယ်အဲ့တော့ဂျင်းစံကောင်းကောင်းစားကြည့်လာစားလိုက်ဒါပဲနောက်ပြီးမှပြန်